မူသာဝါဒကန်ထဲမှာစေးတိုင်းထွာတာဂုံးတိုက်တာတွေပါပါလားရှင်ဗျာ မူသာဝါဒကတတ်တခုဆဲရတာကိုဖရုဒဝါစာလို့ခေါ်တယ်ဝစီကံ၄မျိုးရှိတယ် မှန်ပါဗျာ မူသာဝါဒကတော့အမှားကိုအမှန်လို့ပြောတာတို့အမှန်ကိုအမှားလို့ပြောတာတို့အဲ့ဒါကိုမူသာဝါဒလွယ်မှားပြီးပြောတာမျိုး မှန်ပါဗျာ တစ်ဖက်သားကိုလွယ်မှားစေတဲ့စိတ်နဲ့အမှန်မှားစေလို့တဲ့စိတ်နဲ့ပြောတာ မှန်ပါဗျာ ဆဲရတာကျတော့ဖရုဒဝါစာလို့ခေါ်တယ် မှန်ပါဗျာ ခုံးတိုက်တာကျတော့ပိတုနာဝါစာလို့ခေါ်တယ် မှန်ပါဗျာ အဲ့မှာနောက်တစ်ခုထည့်လိုက်မယ်ဆိုလို့ရှိရင်အကျိုးမရှိတဲ့စကားတွေတန်ဖပလာပကောင်းကျိုးချမ်းသာတွေကိုပျက်စီးစေတတ်တဲ့လောကမှာဘာအကျိုးမှမဖြစ်စေတတ်တဲ့ဒီကောင်းကျိုးချမ်းသာကိုဖျက်ဆီးတတ်တဲ့အပြောဆိုဒီကိုပြောလို့ရှိရင်ပညာရတွေလည်းပါမှာပေါ့နော်ဘာမှကောင်းကျိုးချမ်းသာမရတဲ့ပြောဆိုတွေပညာရတွေရောအကုန်လုံးတန်ဖပလာပလို့ခေါ်တယ် မှန်ပါဗျာ အဲ့ဒါတော့ဘာမှကောင်းကျိုးချမ်းသာကိုမဖြစ်စေနိုင်တဲ့ဟာမျိုး၄မျိုးရှိတယ်သူက မှန်ပါဗျာ နော် မှန်ပါအဲ့တော့အဲ့ကျန်တဲ့၃မျိုးကမူသာဝါဒထဲမှာ၅ပါးသီလာထဲမှာမပါဘူးဆိုတော့ကျန်တဲ့၃မျိုးလွတ်လို့ရှိရင်မူသာဝါဒကန်လောက်မစိုးဘူးလို့ပြောချင်တာမျိုးလား အဲ့လိုမဟုတ်ဘူးသူကအဲ့လိုမဟုတ်ဘူးဒီ၅ပါးသီလလို့သတ်မှတ်ပေးထားတာကသူကဒုစရိုက်10ပါးကြတော့ဒါတွေကုန်ပါတယ် မှန်ပါဗျာ ဒုစရိုက်10ပါးဒါပါတယ်တချို့လည်းအဲ့ဒါကြံ့ကြံ့မှစောက်ပြီးတော့တွေးတဲ့လူတွေရှိတော့ပေါ့နော်၅ပါးသီလမှာသူရမေရိယပါတယ်ဒုစရိုက်10ပါးတဲ့ကြတော့သူရမေရိယမပါဘူးအဲ့တော့ဒုစရိုက်မဖြစ်ဘူးလို့ဒီလိုမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့နေရာမှာသူ့ရဲ့ဒီအစင်လာတစ်ခုရမြတ်စွာဘုရားတချို့လူမှုရေးတွေကြတော့အစင်လာတစ်ခုနဲ့လောကမှာကျင့်ထုံးနေအစင်လာကျင့်ထုံးလာတဲ့ဟာတွေကိုပြန်ပြီးတော့ဟောပေးတာဒါတွေက တင်ပါဗျာ ဖျားပွဲမှာပေါ်တဲ့ဟာမဟုတ်ဘူးရှေးပညာရှိသူတော်ကောင်းတွေလိုက်နာကျင့်ထုံးလေးရှိတဲ့ဟာကိုဟောတာ တင်ပါဗျာ အဲ့တော့ဆေးတိုင်းထွားတာဂုံးတတ်တာ၅ပါးသီလတဲ့မပါလို့သီလမကျိုးဘူးလို့ပြောပြီးမယ်ဒုစရိုက်ဖြစ်တယ်သူက မှန်ပါဗျာမှန်ပါဗျာ ဒုစရိုက်ကတော့ဖြစ်တယ် မှန်ပါဗျာ Facebook တွေကဆဲတာတွေတို့ Facebook တွေကဂုံးတိုက်တာတွေတို့ဒါလည်းပဲဖြစ်တာပဲ မှန်ပါဗျာ အခုသူဖြစ်တယ် မှန်ပါဗျာ သူ့ရဲ့ဝစီဒုစရိုက်တော့ဖြစ်တာပေါ့နော် မှန်ပါဗျာ ဘုဒ္ဓဝါဒတာတိလာတဲ့ထည့်ပြီးကျန်တာတွေမထည့်တာကဘာလို့လို့ဆိုဆဲတာဆိုတာလူတွေကသိတာလေဂုံးတိုက်တာလည်းသိတာတယ်လို့ပြောအောင်ဒီလိန်နာကြတော့သူကအလွန်သိမ်မွေးတာ မှန်ပါဗျာ အလွန်သိမ်မွေးတော့နေစဉ်နဲ့အမျှလူတွေကဒီအမှန်တရားကိုကြော်လွှားပြီးတော့လိန်ပြောရတဲ့လေ့ကျင့်ခြင်းရှိတော့သူကပို့ပြီးတော့အဖြစ်များတယ်လို့ပြောအောင် မှန်ပါဗျာ လူကတစ်ချိန်လုံးဆဲနေပြီပဲလို့လိန်နာတော့ရှိနေတတ်တယ် မှန်ပါဗျာ အဲ့ဒါကြောင့်မလို့အဖြစ်များတဲ့အရာတစ်ခုကိုပဲတီလာတဲ့ထည့်လိုက်တယ်လို့ဒီလိုတော့တွေးကြည့်လို့ရတယ်ပေါ့နော် မှန်ပါဗျာ